မင်းနာမည်ငါမင်းလိုက်တဲ့အချိန်မှာစောင်းရင်းဖိုးဖွေးလေးမှာတောင်ထဲများချာငါ့ကိုအလဲမခေါ်နဲ့ငါမလာဘူးနော်မင်းကိုသိအောင်ပြောထားတာ ဟုတ်ဗျကျွန်တော်အဲ့လိုဟုတ် မင်းအဲ့လိုမဟုတ်ဘူး ဟုတ်တယ် ဒါဆိုမင်း ကျွန်းနာမည်ထားတယ်လို့ပြောတာ အေးမင်းနာမည်ငါသိချင်တယ် အကတ်တင်တာဘာကြောင့်ပါဟိစားလာဖို့လားစားဖို့ကလား ဩဟုတ်တယ် ကြံ့ညွတ်စားတာခေါက်စဲဆိုင် ဟဲ့မန်ဒီရီ နှစ်ယောက်ပြောလာတာတမီးသား ဟာကွက်တီဗျာ ပြောကြီး လာနောက်မင်းလာနောက်နေရလားလို့ ဟုတ်လို့ ဟာမင်းကဒေါသဆွနေရပဲဒီကောင်တော့ ဟုတ် ဒီကပြောကြီးပြောလိုက်လေတခါလေ ဟုတ်ဆရာတော်ကပြောကြီးကြောင်းကိုလာလို့ရပြီဆိုလို့ဆရာတော်ကအကိုကြီးလား ဟာဆရာတော်ကငါဟုတ်မလားဆရာတော်ဇိဉ္ဉံလျှောက်သွားတယ် ဒါနဲ့အကိုကြီးဟာ ဒီเจ้าရဲ့မင်းတိအောင်ပြောရရင်မင်းတက်စီနီယာကျောင်းသားကြီးခါပြောမယ်နော်ဒီเจ้าမှာနေတယ်ဆိုတော့ဒီเจ้าကြီးတော့မင်းပိုင်နေမထင်နဲ့မင်းရှိပါငါစီနီယာတယောက်လုံးရှိနေတယ် ဒီတိတိလေးကိုခွဲအောင် ဟာမရဘူးခုလိုเจ้าကြီးတိုးတက်လာဖို့အတွက်ငါဘယ်လောက်ထိရုန်းကန်ထားရလဲဆိုတာလေမင်းမသိငါမင်းရဲ့စီနီယာ ဟုတ် စီနီယာဖြစ်တဲ့အတွက်ကြောင့်ဟေ့ဆရာတော်နားမှာနေတဲ့လူတွေကဘယ်တော့မှမေတ္တာတရားမခေါင်းပါဘူးသဘောပေါက်တယ်နော် ဟုတ်ကဲ့ ဆရာတော်အမြဲတင်မိထားတာကိုချင်းစာတရားကိုအဓိကလက်ကင်ထားပါ ဟာကောက်လိုက်တာ ဟုတ်တယ်နော် ဟုတ် အဲ့တော့မင်းနေဖို့နေအောင်ငါစီစဉ်ပေးပြီးသား ဟုတ် ဟိုမီးဖို့ကြောင်မှာသွားအေးဟိုမီးဖို့ကြောင်မှာသွားအေး ဒီနာအဲ့လိုမရ ဒီနားကအဲ့ဒါလေဒီမှာဆရာတော်ကျင်းတာ ဟုတ် ငါအဲ့လိုပြောလို့မင်းစိတ်ထဲမှာခုလူမဖြစ်သွားဘူးလား မဖြစ်ပါဘူး လက်ကားစားငါဘေးမှာမင်းအိတ်ပေါ့ဟုတ်တယ်နော် အဲ့လိုကျွန်တော်လမ်းလျှောက်လာဖျားအိတ်လိုက်တော့ အိတ်လိုက်တော့အာအဲ့ဒါမင်းတို့အိတ်လို့မရသေးဘူးဟာဒုက္ခပဲဒီကောင်ဖုံးကြောင်မသွားဘူးလားမသိဘူးဒီเจ้าလိုင်းဒီเจ้าစီးကန်းရှိတယ်အိမ်နေအိမ်စီးကန်းရှိတယ်နားမလည်ဘူး အာချုပ်တော့ဗျာ ဟာမရှုပ်ဘူးငါလည်းမင်းလိုစရောက်ခါကြတော့ចောင်းစည်းကန်းရဆရာတော်တရားနာဆရာတော်တရားဟောတဲ့တရားငါနာခဲ့ရတယ် ခမရဆရာတော်မဟုတ်လေ အေး အဲ့တော့တရားနဲ့တယ်မလို့ ဟာမဟုတ်ဘူးငါကမင်းတို့တရားဟောမှာမဟုတ်ဘူးကောင်းခြင်းအရာတွေကိုမျှဝေပေးပါအာ ဘောပေါက်တယ်နော် စိတ်ကညစ်လိုက် ဟေ့မနာခြင်းပြန်ငါပြောတော့လက်မခံပြန် အဲ့ပြောဗျာ အဲ့တော့ငါပြောမယ့်စကားရိုးလေးပဲတခါတော့ငါတို့ရွာမှာပေါ့ကွာ အာ အဲ့လူကိုကိုဘောလို့ခေါ်ကြတယ်ဒါပေမဲ့အဲ့လူတအားဆင်းရဲတာခက်တာလေနှလုံးသားအေးရမှာတို့ရွာမှာရှိတဲ့မျိုးချောင်းတက်တဲ့ကောင်မလေးတော့သူကသွားကြိုက်တာဟဲ့အောင်လေသူသွားကြိုက်တော့ဟိုကအခြေရင်းသေးရဲ့ရွှေမင်းသမီးလေအဲ့တော့သူ့ပြောလိုက်သူ့ကြိုက်ရင်တဲ့ပတ်စံနဲ့တင်တောင်းပါအဲ့မှာဇလန်ရှုပ်ပြီးဟဲ့အောင်လေဇလန်ရှုပ်သွားပြီအဲ့မှာဒါပေမဲ့တော့ကိုပွဲရဲ့ဇွဲလုံးကတော့လုံးဝမရှုပ်ဘူးလူကတော့ပေါ်ချကြဆိုပေမဲ့တွေ့သမျှလို့သူအကုန်လုံးပဲအကုန်လုံးပြစ်တာတွေ့သမျှလို့ 950စက်ထုတ်လာ မဟုတ်ဘူးသူကြတော့ဟွာဟိုနည်းနည်းဟိုဘက်တစ်ဖက်ကန်းလေးကဇက်ထုတ်လေးခဏဆွဲထုတ်တာ အာ ခေါင်းကန်းရောက်နေပြီနားထောင် အာ ကောင်းချင်းမင်္ဂလာတွေလာတော့မှာငါပြောတာပြောပါပြီဩတိပြီရသမျှလို့ကိုသူဝင်လောက်တာ ကျွန်တော်ဘာမှတော့ပြောပါဘူး ငါတိတယ်ကောင်းချင်းမင်္ဂလာအဲ့ရလားရသမျှလို့ကိုသူဝင်လောက်တဲ့အချိန်မှာ ဒီကြောင်မှနေလို့ပြပါမသိဘူး ဖြစ်ပါတယ်ဖြစ်ပါတယ်ရသမျှလို့ကိုသူဝင်လောက်တဲ့အချိန်မှာသူ့မှာငွေလေးလည်းပြည့်လည်းပြည့်ရောတထဲသမီးကိုတော့တင်တောင်းတော့တာပဲဘောပေါ်တယ်နော်ဘောပေါ်တယ်နော်တထဲသမီးကဘာဖြစ်လဲ ဒီကြောင်လေ ဒါပဲလိုချင်တာအဲ့ဒါပဲတထဲသမီးကိုသွားတင်တောင်းတဲ့အချိန်မှာ ဆရာတော်ဈေးညံဘယ်လောက်ထိရောက်ပါလဲ ခဏနားပါမင်းရလေကောင်းချင်းနေပြောင်းဝင်ပြေးနေတာတထဲသမီးကိုသွားလောက်တယ် ဒီတောင်ရောက်တာ အေးအဲ့ဒါလိုချင်တာအဲ့ဒါတထဲသမီးကို तू သွားခဏကမောတယ်ယူနေလေးတောင်းခဏခဏ ဆရာတော်ပြန်ကြွလာပါ အဲ့တထဲသမီးကို तू သွားတင်တောင်းတဲ့အချိန်မှာတထဲသမီးကနောက်အိမ်တော်ပြုတ်သွားအလစ်ဘီအမလစ်ဘီကြီးခွဲပြီဘာဖြစ်သွားလဲတထဲသမီးကတထဲသမီးကဖြစ်သွားတယ် ကယ်မီရောက်ပါ ဟေးငါပြောတယ်မှာကယ်မီတစ်ခုမှမပေါ့ဘူး ဟာလား ဒီသမီးကနောက်အိမ်တော်ပြုတ်လာပြီအဲ့မှာနော်အဲ့ဒီအချိန်မှာကိုဘောချေခွဲပြီ ဟို
တချင်းဆိုရင်ဆိုလိုက်ပါလား ခါတော့ငါတို့ရမဘောကောင်းစီရဲ့အဲ့ရမင်းပီတိတွေဖြစ်နေပြီငါတိတယ်မင်းရဲ့စိတ်ထဲမှာပျော်ပြီးတနာပြီးမျက်ရည်တွေကျတက်နေပြီ အဲ့ရှင်နေပြီ ဟောအဲ့ဒါမပြောတော့ဘူးဒီနေ့ကောင်းချင်းလေးပဲပြောတော့မယ်မင်းသဘောပေါက်မဲ့အရာလေးပဲငါအတူချုံမဲ့ပြောတော့မယ်ကွာမင်းနားလေမဲ့အရာလေးပဲ ဆရာတော်ဘယ်ဘက်သွားတာလဲအဲ့လိုက်သွားလိုက်မယ်လေ အဲ့ဒီမှာပဲနေမင်းငါပြောပြမယ်ရွှေညာသူထွေးမြောက်သိတယ် အတီး အေးအဲ့ဒါလေးနားထောင်နားထောင်လိုက်မင်းနားထောင်လိုက်မင်းလေငါရဲ့ကောင်းချင်းထဲမှာမင်းပျော်မြူးပြီးတော့မင်းရှင်းအောင်လိုက်လာပြီနော်တည်းမင်းသူကအဲ့ရန်ကုန်မှာမွေးတဲ့ကောင်လေးတယောက်ပေါ့ဟေ့အဲ့ဒါမင်းပြန်တော့ရမင်းတော့ပြန်တော့ရမင်းငါအကောင်းလေးပြောပြနေ ဥပ္ပယဒီပါနေ အဲ့ဒါငါပြောနားထောင်လေဒီငါ့ကိုလာပြီးတော့အဲ့ရန်ကုန်ကကောင်လေးတယောက်ပေါ့ကွာသူကရွှေညာသူထွေးမြောက်ပြောတယ်ရွှေညာသူထွေးမြောက်သူပြောတယ်နော်ရွှေညာသူထွေးမြောက်ကနေတော့ရန်ကုန်ကောင်လေးသူပြန်ပြောလိုက် တယောက်တည်းကိုရှုံး ဟုတ်လေပြောတော့ဟိုဘက်တွေပြောတော့မှာသူကစကားတွေပြောတော့မှာသိလားနော်သူကအမကွာသိမှာသူကရွှေညာသူထွေးမြောက်ပြောတယ်သိလားအညာမြေချောင်းကိုတဲ့တန်စင်လေးရေးပြီးပါတဘောပေါက်တယ်နော် တီး ရမသိပြန်မသိပြန်တော့မင်းငါလာပြီးတော့အဲ့တော့တေချာနောက်တော့ကမင်းမမေးတော့ငါပဲဆက်ပြောတော့မယ်အဲ့မှာကွာအဲ့မှာညာမြေချောင်းသချင်းလေးရေးဖို့ तू ကပြောတာဗောအဲ့ပြောတော့ဖုံဖုံတွေကလည်းရမ်းထူတာလေကွာသိလားဖုံထူလေးမှာ तू နွားချောင်းမှုလေခေါ်သေးတာအဲ့ तू နွားချောင်းမှုခေါ်တယ်နော်မလေးမင်းကြောင်တော့ तू နွားချောင်းမှုသွားခေါ်တယ်ကွာသိလားအဲ့မှာရောင်တော့နွားချောင်းမှုခေါ်တော့ရဒီကနားထောင်နေဖို့ပဲကောင်းချင်းနေကိုအဲ့မှာ तू ကကွာသိတယ်မလားအဲ့နွားချောင်းမှုခေါ်တဲ့ခါကျတော့ရောင်တော့ဘယ်နွားချောင်းတက်မလဲအဲ့မှာမတော့စတာပဲလေသိလားရန်ကုန်မှာဝေးတဲ့ကျွန်တော်ကိုရှင်ညာတို့ထွေးလာကလေအညာမြေချောင်းချင်းလေးငါရဲ့ကောင်းချင်းထဲမှာအကောင်းတွေပါပြီးတော့မင်းလည်းအိပ်ပျော်တယ်မင်းလည်းငါလိုပဲခုတော့အိပ်ပျော်ပြီးမလားရမင်းငါထက်တော့နည်းနည်းအစိတ်ပြေးနေအချင်းတစ်ပုံးနဲ့မြောင်နှစ်ပုတ်ချက်မှအိပ်ပါပြပြောကြီးမဲကြီးနဲ့တွေ့ရင်မင်းအိတ်ကိုအိပ်ပျော်သွားစီရမယ်အိတ်ကိုအိပ်ပျော်သွားစီရမယ် ရွာမှာဆိုတက်လောက်မတ်လောက်ဆွမ်းဆရှိလောက်ကူညီတဲ့တီဆရာတော်ဖျားရဲ့အကူအထားရတဲ့ပြောကြီးလာပြီးခတ်လီမှာပပလေးနဲ့